အားလုံးပဲမင်္ဂလာပါဗျာအခုကျွန်တော်ဒီနန်ဒရိုရဲ့အမိခိုးเจ้าမြေခွေးကိုရန်တက်ရခတ်ပါတယ်ဆိုတဲ့မြေခွေးကိုတယောက်တည်းတော့တတ်ထားတာဗျာလိုက်ကြည့်ပေးကြပါတကယ်မာတဲ့ကောင်ပါဗျာတယောက်တည်းတတ်တော့မလွယ်ဘူးပြေးလိုက်ပြေးရဟေးပြေးရတော့တောက်ပြေးရလိုက်တယ်တယောက်တည်းဆိုတော့တယောက်တည်းပဲမဲလိုက်တာပြေးတယ်ပြေးတယ်ပြေးလိုက်ကြီးတယောက်တည်းဆိုတော့ကြီးရလည်းမလာဘူးကြီးမလောက်တော့ကြီးဝဲလိုက်မကြီးဒီပါလေဝဲပြီးကြီးပါလေဖြစ်ကြီးဖြစ်ပြီးပြစ်တယ်ဗျာဖြစ်တယ်လာချောင်းပါတယ်တဲ့လာချောင်းပါတယ်တဲ့လာချောင်းလာဒီနားတွေအောင်ကြာကြီးပဲသူ့နေရာသူမပြောင်းမှာညလုံးကြီးချောင်းကြီးဒီနားနဲ့သေတော့မလို့လို့ဖြစ်နေတာသူရတသက်ကြံလာပါတော့ဘူးတိကြောက်ပုံစံလေးကောက်ထားလို့ပေါ့ဗျာအမသူကတော့တိုက်ခိုင်းနေကိုကသွေးရမရှိတော့ဘူးကွာကြည့်လိုက်တော့အဲ့ဒါသွေးမြန်ဖြည့်ရတာသွေးဖြည့်ပြီးတော့မှပြန်ကျုံးတာပဲပြေးပြီးထင်တယ်ပြေးပြီးလိုက်သူပြေးကိုလိုက်ရတာပြီးတော့ကိုလိုက်ပြေးနေသူကပြန်ပြေးလာတာပြန်လာမှာကြီးကကုန်မြန်မှာကြီးကထပ်ဝေအောင်မှာဘလို့တယောက်တည်းဆိုတော့ကြီးကလုံးဝကိုမလောက်ဘူးဗျာကြီး400လောက်ပါမလောက်ဘူးကြီးကကွိုင်းနေမှာရတော့ကြီးတော့ဝဲရေးတဲ့အမှမှာရှော့ရင်ကပျောက်နေလို့ရှာနေရပါတယ်တဲ့ကိုရှော့ရင်ကပျောက်နေတော့လိုက်ရှာနေရပြီရှော့ရင်ဟုတ်ပါချမ်းကြောက်လန့်နဲ့ရှော့ရင်တွေပျောက်ကုန်ဘာသာတော့ကြီးဝဲပြီးတော့ပြန်ကျုံမှုပြန်တက်ဒီသူကတော့နည်းနည်းဝေးတော့တိတ်ဟိုမဖြစ်သေးဒီကပြေးရမယ့်အရာလေးတွေကသူ့ရဲ့ခြေထောက်မှာအဲ့လိုဖြူအောင်ဝိုင်းလေးတွေကိုအဓိကထားပြေးရအဲ့ဒါမှသူကအောက်ကဖြူဆက်လေးကုံသွားလို့ရှင်ဖြူအောင်တန်းလေးကုံသွားလို့ရှင်လဲသွားတာအဲ့အချိန်မှာအသက်ကုံသွားပြစ်တော့အရေးထဲမှာဘောတကောင်ကားတစ်စီးနဲ့ရောက်လာပါတယ်ဒီရောက်ထဲကျုံနေရပါတယ်ဆိုတော့ဟိုကလည်းကိုပတ်ပြီးဒီမြေခွေးကြီးကလည်းသူ့ကြတော့မလိုက်ဘူးငါပဲမဲထားတာကြည့်လိုက်တော့ကားနဲ့ပတ်သွားနေတဲ့ကောင်မမဲဘူးအိမ်နဲ့ရှိတဲ့ကောင်ပဲမဲအားနဲ့ပြန်ထွက်လိုက်ပြီးဟိုဘက်ကောင်ကြည့်လိုက်ဟိုဘက် short အိမ်ဘက်မှာရက်သွားတယ်အကောင်ရင်ရှင်းမှရအောင်အကောင်လိုက်ရှာတော့တွေ့ပါရမှာဒူဖိုးနိုင်နဲ့သော်ပေးလိုက်ကိုကနဲ့ကိုတော်တယောက်တည်းလှုပ်ရှုပ်တွေ့တော့ပြန်မယ်ပြန်လာပြန်မယ်နောက်ဆုံးတစ်ခါဒီကောင်တစ်ခါလည်းအပိတက်တော့ဒီတော့ဝင်သွားရအမဖြူအောင်တက်လေးတွေ့တယ်မလားဖြူအောင်လေးကိုသာအဓိကထားပြီအဲ့ဒါသူကဒါကျွန်တော်သွေးနေနေတော့ဖြူအောင်နေရောခန္ဓာကိုယ်ထိရင်ဒါမဲ့ထွက်နေပြီလေပြီးတော့မှဆိုတော့အကုန်ပြစ်သိမ့်ချုံပြစ်တော့နောက်ကိုပြန်မပြေးတော့ကြည့်လိုက်တော့ဘယ်လိုတယောက်တည်းနဲ့ရန်ခတ်ပါတယ်ဆိုတော့ကောင်းတယောက်တည်းတက်ပြီးရန်ခတ်ပါတယ်ဆိုတော့ကောင်းတယောက်တည်းတက်ပြစ်လိုက်တာပါလို့ဆုံးထိကြည့်ပြီးလို့ကျေးဇူးပါအားပေးကြပါဦးဗျတွေးတော့ရှိတော့အဲ့အချိန်မှာနောက်တစ်ကား
န်နမီကရောက်လာသေးတယ်အသေးတံပြေးရတာ